6 kilowatt inverter နဲ့300 Ah battery အတွဲကို64သိန်းနဲ့ရမယ်ဆိုရင်စိတ်ဝင်စားလားโอเคပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာကတော့ Felicity ကနေပြီးတော့ထုတ်လုပ်ထားတဲ့6 kilowatt inverter နဲ့300 Ah battery အတွဲလေးပဲဖြစ်ပါတယ်ဒီအတွဲလေးကိုကျွန်တော်တို့က promotion အနေနဲ့ရောင်းချပေးမှာဖြစ်တဲ့အတွက်ကြောင့်ဆိုပစ္စည်းတည်တဲ့အနေနဲ့ကျွန်တော်တို့က64သိန်းနဲ့ရရှိမှာဖြစ်ပါတယ်တကယ်လို့တက်ဆင်အပြီးအစီးအနေနဲ့ service ရယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က390အတီနဲ့ရရှိမှာဖြစ်ပါတယ်ဒီအတွဲလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့က inverter အနေနဲ့ဆိုရင်6 kilowatt inverter ထည့်သွင်းတက်ဆင်ပေးမှာဖြစ်ပါတယ်အမတ်တစိတ်က Felicity ဖြစ်မယ် solar input က9500ပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ solar များများတက်ဆင်ပြီးတော့အသုံးပြုခြင်းနဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်ဒီ inverter လေးကအဆင်ပြေပါတယ်အောက်ပို့အနေနဲ့လည်း6 kilowatt ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့5 kilowatt လောက်အထိထုတ်ပြီးတော့အသုံးပြုလို့ရမယ် battery အနေနဲ့ဆိုရင်လည်းကျွန်တော်တို့က51.2 volt 300 Ah battery ကိုတက်ဆင်ပြီးတော့အသုံးပြုခွင့်ရမှာဖြစ်ပါတယ်အဲကြောင့်300 Ah battery ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က15 kilowatt hour လောက်အနေနဲ့ကျွန်တော်တို့ဟာဘက်ကအနေနဲ့သုံးလို့ရမယ်15 kilowatt hour ဆိုတာကကျွန်တော်တို့တနားကြီးကို watt 1000သုံးမယ်ဆိုရင်15နာရီလောက်သုံးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲကြောင့် aircon တစ်ကောင်တစ်လုံးသုံးမယ်ဆိုလို့ရှိရင် watt 900ရှိတယ်နာရီအနေနဲ့တွက်မယ်ဆိုရင်ကျွန်တော်တို့က15နာရီလောက်သုံးလို့ရတယ်ကျွန်တော်တို့မီးတစ်လုံးနဲ့မီးနည်းနည်းနဲ့ပေါ့နော် aircon တစ်ကောင်နဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်15နာရီလောက်သုံးလို့ရမယ်သူ့ရဲ့ capacity backup ပေးနိုင်တဲ့အတွဲလေးပဲဖြစ်ပါတယ်အာမခံအနေနဲ့ဆိုလို့ရှိရင် Felicity inverter က2နှစ်အာမခံပေးထားပြီးတော့ Felicity battery ကကျွန်တော်တို့9နှစ်အာမခံပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီအတွဲလေးကိုကျွန်တော်တို့သဘောကျနှစ်သက်လို့ဝယ်ယူခြင်းပဲဆိုလို့ရှိရင်ကျွန်တော်တို့ A1 Solar 53လမ်းအနော်ရထားလမ်းဘာမလပလီရှိမှာလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်